Hello，大家好，中文点到了。ဒီနေ့老师မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒါတောက်စရာတွေကို drinks တွေပေါ့နော်။တောက်စရာတွေကိုတရုတ်လိုဘယ်လိုခေါ်ကြလဲဆိုတာလေးပဲဖြစ်ပါတယ်။ဆိုတော့စိတ်ဝင်စားရဲဆိုရင်ဆက်ပြီးတော့ကြည့်ရှုပေးပါ။ကဲဆိုတော့ပထမဆုံးအနေနဲ့ဒါတောက်စရာတွေ drinks တွေကိုတရုတ်လိုဘယ်လိုခေါ်လဲဆိုတာလေးကနေစပြီးပြောလိုက်မယ်နော်။ဆိုတော့တောက်စရာတွေကိုဘယ်လိုပြောကြမလဲ။饮料饮料ဆိုတော့တောက်စရာဆိုရင်နံပါတ်1စလိုက်မယ်ရေကနေစမယ်နော်ဆိုတော့ရေကိုဘယ်လိုပြောမလဲ水နောက်တစ်ခုကတော့ coffee ဆိုရင်咖啡နောက်တစ်ခုကတော့ရင်နွေးချမ်းပေါ့နော်ရင်နွေးချမ်းဖြစ်ပါတယ်အဲ့တော့ tea ကို茶နောက်တစ်ခုကတော့ဒီမြန်မာတွေတောက်တဲ့လက်ဖက်ရည်ပေါ့နော်老师လည်းအရန်ကြိုက်တယ်လက်ဖက်ရည်အဲ့တော့လက်ဖက်ရည်ကိုမပြောခင်မှာ老师ဒီနွားနို့ဆိုတာလေးကိုအရင်ဂျားဖြတ်ပြီးပြောလိုက်မယ်နော်နွားနို့ကိုဘယ်လိုပြောလဲ牛奶ဆိုတော့ဒီခုနကပြောခဲ့တဲ့ရင်နွေးချမ်းအခါရည်เนาะအခါရည်ကို茶လို့ခေါ်တယ်เนาะဆိုတော့ဒီလက်ဖက်ရေဖြစ်လာဖို့ဆိုတာကဒီအခါရည်နဲ့နွားနို့သို့မဟုတ်နှုတ်စိမ်းကိုပေါင်းဆက်ပြီးတော့ဖြော်တာပေါ့เนาะဆိုတော့茶နဲ့ဒီနွားနို့နဲ့ကိုပေါင်းပြီးတော့ပြောတယ်ဘယ်လိုခေါ်မလဲပေါ့ဆိုတော့ဒီ milk tea ပေါ့เนาะလက်ဖက်ရည်ကိုနိုင်茶နောက်တစ်ခုအနေနဲ့ကဒီလူငယ်တွေကြားမှာရေပန်းစားတဲ့bubble milk tea တော့ bubble milk tea ကိုဘယ်လိုပြောမလဲအဲ့တော့ milk tea ကဒါလက်ဖက်ရည်ကတော့ခုနကပြောတဲ့နိုင်茶ဆိုတော့ bubble ကိုဘယ်လိုခေါ်လဲပေါ့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့ဒါပလဲလို့လက်ဖက်ရည်လို့ဘာသာပြန်လို့ရတယ်เนาะဆိုတော့ဒီပလဲလုံးလေးတွေဒီ bubble လေးတွေကိုဘယ်လိုပြောမလဲ珍珠ဆိုတော့ခုန milk tea နဲ့ပေါင်းလိုက်မယ်珍珠奶茶နောက်တစ်မျိုးခေါ်လို့ရသေးတယ်နောက်တစ်မျိုးကတော့ bubble ကို波霸ပေါင်းလိုက်မယ်波霸奶茶ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါ lemon tea ကိုဘယ်လိုပြောမလဲlemon ကို柠檬tea ဆိုတဲ့茶နဲ့ပေါင်းလိုက်မယ်柠檬茶နောက်တစ်ခုကတော့ဒါအသီးဖြော်ရည်ဖြစ်ပါတယ်ဆိုတော့အသီးဖြော်ရည်ကိုဘယ်လိုပြောမလဲအဲ့တော့အသီးတွေကို水果အသီးဖြော်ရည်ဆိုရင်果汁ဆိုတော့အသီးဆိုရဲဒီ水果果汁ပေါ့နော်အသီးဖြော်ရည်ဆိုရင်果汁ဆိုတော့ဒီအသီးဆိုတဲ့နေရာ水果ဆိုတဲ့နေရာမှာဘာအသီးတွေထည့်မလဲပန်းသီးဖြော်ရည် strawberry သီးဖြော်ရည်အစားထိုးလို့ရတယ်เนาะဆိုတော့ example တစ်ကြောင်းအနေနဲ့ပန်းသီးဖြော်ရည်ကိုဘယ်လိုပြောမလဲပန်းသီးကို苹果ဆိုတော့ပန်းသီးဖြော်ရည်ဆိုရင်苹果汁ဒီကိုပြောလို့ရတယ်เนาะဆိုတော့အသီးလေးတွေကိုဘယ်လိုခေါ်လဲဆိုတာကတော့နောက်ထပ်ဗီဒီယိုကြီးလာရှင်းလုပ်ပေးပါဦးမယ်နောက်တစ်ခုကတော့ဒါအရက်တွေအကြောင်းပြောမယ်ပေါ့နော်အရက်ကိုဘယ်လိုပြောမလဲအရက်ကို酒ဘီယာကိုဘယ်လိုပြောမလဲ啤酒နောက်တစ်ခုကတော့ဒါ red wine နော် red wine ဆိုရင်အဲ့တော့အနီရောင်ရှိတာမို့လို့အနီရောင်ကို红ဆိုတော့အနီရောင်အရက်မို့လို့အရက်ဆိုရဲဂျုံနဲ့ပေါင်းလိုက်မယ်红酒နောက်တစ်ခုကတော့ဆန်အရက်ဖြစ်ပါတယ်ဆန်အရက်ဆိုတော့ဆန်ကလာရှေ့ဗီဒီယိုတွေမှာလည်းပြောခဲ့ပူပါတယ်ဆန်ကိုဘယ်လိုပြောလဲဆန်ကို米အဲ့တော့ဆန်အရက်မို့လို့
米酒နောက်တစ်ခုကတော့ထန်းရည်ဖြစ်ပါတယ်ဒါထန်းရည်ကအရက်ထဲမှာပါတယ်เนาะဆိုတော့ထန်းရည်ထန်းသီးကိုအရင်ပြောမယ်เนาะထန်းသီးကို棕榈ထန်းရည်မှုလို့棕榈酒ထန်းရည်ဖြစ်ပါတယ်နောက်တစ်ခုကတော့ soda ဆိုတော့ soda ကိုဘယ်လိုခေါ်မလဲ soda ဆိုတာကဒါ gas ပါတယ်ကြီးเนาะအဲ့တော့ gas ကို气ရေကတော့水အဲ့တော့ပေါင်းလိုက်မယ်汽水နောက်တစ်ခုကcola Coca-Cola ဒါကိုဘယ်လိုပြောမလဲ可口可乐နောက်တစ်ခုက Pepsi ကို百事可乐 Pepsi ဖြစ်ပါတယ်နောက်တစ်ခုက Sprite ပါ Sprite ကိုဘယ်လိုခေါ်လဲ雪碧ဆိုတော့လာရှင်နောက်တစ်ခုပြောချင်တာကဒီစာချောင်းလေးတစ်ခုပေါ့နော်ငါကcoffee တောက်ရတာကြိုက်တယ်ငါကလက်ဖေးတောက်ရတာကြိုက်တယ်ဒါမျိုးလေးတွေကိုဘယ်လိုပြောမလဲเนาะဆိုတော့ငါဆိုတာက我သဘောကျတယ်ကြိုက်တယ်ဆိုတာက喜欢တောက်တီဆိုတာက喝ဆိုတော့ coffee ဆိုရင်咖啡အဲ့တော့ဘယ်လိုပြောမလဲပေါ့我喜欢喝咖啡အဲ့တော့ငါကလက်ဖေးတောက်ရတာကြိုက်တယ်我喜欢喝奶茶ငါကဘီယာတောက်ရတာကြိုက်တယ်我喜欢喝啤酒ကဲဆိုတော့ဒီတောက်စရာလေးတွေကိုတရုတ်လိုဘယ်လိုခေါ်လဲဆိုတော့ခေါ်ဝေါ်လေးတွေကိုလည်းအားလုံးဘူးတူတာရမယ်လို့မျှော်လင့်ပါတယ်ဆိုတော့သိချင်တာလေးတွေရှိရင်ထပ်ပြီးတော့ကြည့်ချင်တဲ့ဗီဒီယိုလေးတွေရှိရင် comment ထဲမှာ request လုပ်ခဲ့ပါနောက်ထပ်မတူတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်再见拜拜